ပြောပြမယ်လူတွေကနားမလဲဘူးเนาะကျမဒါထပ်မပြောတော့ဘူးကျမအားနာလို့ဒါနောက်ဆုံးအနေနဲ့ပြောတာပေါ့เนาะဆိုတော့အားစီဒီမှာကျမတင်ပေးထားတယ် daily requirement ဆိုတာရှိတယ်ပုံမှန်ကျမတို့ကျန်းမာတော့အရွယ်ရောက်ပြီးတော့အမျိုးသားအမျိုးသမီးရောအသက်19နှစ်ကနေ50အတွင်းဆိုရင်တရက်လိုအပ်တော့ပမာဏဒီအဲ့လောက်ပဲလိုပါတယ် A ဆိုရင်900ပဲလိုတာ vitamin C ဆိုကြအမျိုးသားတွေလိုအပ်ဟာပဲပေါ့နော်ဥပမာကျမတို့အခုပါလဲ viral ဖြစ်နေတာ vitamin K တောက်တယ်လေအဲ120 microgram ပဲလိုတယ်တဲ့ယောက်ျားတွေဆိုရင်vitamin B1 ကျတော့1.2 milligram နဲ့1.2ပဲလိုတာ B6 ဆိုရင်1.3ပဲလိုတာ B12 ဆိုရင်2.4 microgram ပဲလိုတာကျမ neurobian အပြာကတ်မှာ100 200ပါတာ1က100 6က200 12က200အဲ့လောက်တောင်ပါတာအများကြီးပါတာပေါ့နော်ဆိုတော့အမ B7 တွေပါလည်းရှိရပေါ့နော်အဲ့ဒါဆိုရင်ဆရာမကြီးကျမတို့အနေရဖြစ်နေပြီလားပေါ့နော်ကျမတို့ vitamins က2မျိုးရှိရရေမှာပြောရင်တော့ vitamins ရဲ့အဆီမှာပြောရင်တော့ vitamins ရဲ့ဆိုပြီးတော့2မျိုးရှိရ B16 တွေဒီ water soluble vitamin ဖြစ်ပါတယ် C တို့အဲ vitamin B တို့ကရေမှာပြောရင်တော့ vitamin ဖြစ်တယ်အဲ့ဒီတော့ပိုဝိုင်းရင်ရှူးတွေကနေပြီးတော့ဆွန့်ထုတ်တယ်ကြောက်ကတ်တော့အဲ့ဒါကြောင့်ကြောက်ကတ်ကကောင်းနေဖို့တော့လိုတယ်ကြောက်ကတ်ကကောင်းနေဖို့တော့လိုတယ်ပေါ့နော်အစီမှာပြောတော့ vitamins တွေကတော့များဝရင်တော့သူကနည်းနည်းtoxic လေးတော့ဖြစ်တတ်တယ်ပေါ့ရှင်အဲ့တော့ဒါပဲအဲ့တော့ညိုပြန်တောက်မလားမတောက်ရဘူးလားအဲ့ဒါတော့ဆရာဝန်ညွှန်ရင်တောက်ပါကျမရဲ့ concept ကိုကျမပြောပြမယ်ပေါ့နော်ကျမဟိုတစ်ခေါက်ကလည်းပြောတယ်အခုလည်းကျမထပ်ပြောပြမယ်ပေါ့နော်အဲ့တော့ကျမတို့က vitamin တွေကဘယ်သူတွေလိုလဲဆိုရင်အသက်ငယ်တော့ကလေးတွေလိုတယ်ဘာလို့လိုလဲဆိုသူကကလေးလေးပဲရှိသေးတာကလေးလေးပဲရှိသေးတဲ့အတွက်သူအများကြီးမစားနိုင်တဲ့အတွက်ခန္ဓာကိုယ်က storage တွေလည်းတိတ်ပြီးတော့အဲ့လောက်ထိမ store လုပ်နိုင်ဘူးခန္ဓာကိုယ်မှာလည်းလုံလောက်အောင်တိုးလောင်မထားနိုင်ဘူးအဲ့ဒီအတွက်ကလေးတွေကြီးထွားဖို့ဖွံ့ဖြိုးဖို့အတွက်ဆိုရင်ကျမတို့ vitamins တွေလိုတယ်အဲ့ဒါကြောင့်ကလေးလေးကိုတိုက်တယ်လူကြီးတွေကကြောင့်ကျမတို့အသက်50နဲ့အထက်အသက်50ကျော်တွေ60 90တွေဆိုရင်အသက်ကကြီးသွားတဲ့အတွက်ကျမပြောသလိုပဲစားတာပဲကစုံရ2စီးစားဆိုလဲစားတာပဲဒါပေမဲ့သူတို့စားသမျှဟာဥကမစုပ်နိုင်တော့ဘူးကျမတို့ငငယ်တုန်းကလို့80 100ရာခိုင်နှုန်းအပြည့်မစုပ်နိုင်တော့ဘူး50ပဲစုပ်နိုင်တာဖြစ်မယ်40ပဲစုပ်နိုင်တာဖြစ်မယ်ပေါ့နော်စုပ်နိုင်မှုအားတွေလည်းရော့ကြတယ်ဥတွေရောအစာအိမ်တွေရောမစုပ်နိုင်ဘူးပြီးတော့သူတို့တိုးလောင်နိုင်တဲ့ storage ပမာဏတွေကလည်းတဖြည်းဖြည်းနဲ့နည်းလာအဲ့ဒါဆိုရင်သူတို့မှမပြည့်မီတော့ဘူးเนาะနေတိုင်းစားတဲ့ပမာဏနဲ့မလုံလောက်ဘူးလို့ကျမတို့ဘက်ကယူစားတဲ့အတွက်ကျမတို့သူတို့တိုက်တယ်အဲ့ဒီတော့19နှစ်ကနေ50အတွင်းဆိုရင်လုံလောက်အောင်စားရင်ရပြီစားနိုင်ရင်ရပြီ50ကျော်ရဲ့ကလေးအဲ19နှစ်အောက်တွေပါเนาะကလေးတွေဆိုရင်တော့ကျမတို့အားစိတ်တက်ဖို့ကျမတို့တိုက်တွန်းပါတယ်အဲ့တော့နောက်တစ်ခုကဂျားထဲမှာအဲ19နဲ့50မှာဘာဖြစ်လို့တောက်ရလဲပေါ့เนาะကျမတောက်ချင်တယ်ဆိုရင်ဥမာ vitamin D ပေါ့เนาะ vitamin D နဲ့ calcium RD ပေါင်းထားတဲ့ဟာတွေဆိုရင်100ရှိ900ရှိပေါ့เนาะကျမတို့ကလေဘယ် vitamin ကချိုးတယ်လဲဆိုတာကျမတို့စစ်လိုက်လို့ရတယ်အသွေးစစ်ကြည့်လို့ရတယ်ချိုးတယ်ရင်ကျမတို့စိတ်တိုက်မှာသိလား vitamin D ကိုကျမတို့100ပေးပြီးမကူ vitamin D 6000အားရှိတယ်အဲ့ဒါတစ်ပတ်တစ်လုံးကို10ပတ်တောက်လိုက်တို့ဘယ်နှစ်ပတ်တောက်လိုက်တို့တောက်ခိုင်းတယ်ပြီးသွားရင်ကျမတို့ maintenance dose ဆိုတာရှိတယ်နောက်ကနေလိုက်ပြီးတော့ဘယ်နှစ်လဆိုကျမတို့ဆက်တောက်ခိုင်းဥပမာ100ကို3လလောက်တောက်တို့200ကို3လလောက်တောက်တို့အဲ့လိုပေါ့နော်တကယ်ကြီးချိုးတဲ့နေကျမတို့ကုတယ် vitamin B တွေချိုးတဲ့ vitamin B တွေချိုးတဲ့ဆိုရင် B ဘယ်လိုမျိုးချိုးတဲ့ရလဲဆိုကျမတို့ B ကိုလိုအပ်ရင်ထိုးပလိုက်တယ် B1 ချိုးတယ်မလား B1 ထိုးတာတောက်ဆေးတွေနဲ့ပါမရဘူးပေါ့နော်ဆိုတော့ချိုးတဲ့ရင်ထိုးမလားတောက်မလားအဲ့လိုချိုးတဲ့ဟာကျမတို့ကုလိုက်ပြီးသွားရင်လိုအပ်တဲ့ဟာကို daily maintenance dose လေးလိုက်တယ်အဲ့လိုပေါ့နော်ပြီးရင်ဘာကြောင့်ချိုးတဲ့ရလဲဆိုတော့ကျမတို့ရှာတယ်ချိုးတဲ့နေတဲ့အကြောင်းရပါလဲမစားလို့လားစားတယ်ခန္ဓာကိုယ်ဦးကမစုပ်လို့လားအဲ့ဆိုရင်အစာအိမ်နဲ့ဥလန်းကြောင့်မပြဿနာဖြစ်နေလားအစာအိမ်နဲ့ဥလန်းကြောင့်စုပ်တယ်အထက်မှာ storage ကမလုံလောက်တာအဲ့ဆို storage ကဘာဖြစ်နေရလဲအဲ့လိုမျိုးကျမတို့ကအကြောင်းရင်းကိုကျမရှာစေချင်တာနေတိုင်းဒီတိုင်းမတောက်ဘူးအဲ့တော့ကျမမယုံဘူးဆိုရင်ဘသူ့ကိုပြလို့ရလဲဆိုရင် dietitian တွေရှိတယ်အာဟာရဆရာဝန်တွေရှိတယ်သူတို့ဆိုလဲ balance diet စားဖို့ပဲသူတို့တိုက်တွန်းတာသိလားကို့မှာတခုခုချို့တဲ့တယ်လို့ထင်ရင်တမားတော်လည်းဗျ dietitian နဲ့လည်းကျမတို့ counseling တွေလုပ်နော်အဲ့ဒါဒီပုံမကောင်းမွန်တော့ရွေးချယ်မှုဖြစ်ပါတယ်မရဘူးတမရမယ်တောက်မကိုရမယ်ဆိုရင်ကျမကတော့ကျမရဲ့လူနာတွေကိုလည်းပဲပါတဲ့ဟာလေးရှိရဲအဲ့လေးကျမညှို့တာရှိရဲကျမပြင်ပြမယ်ပေါ့နော်ဈေးလက်သက်တာရဲ့တကယ်မှ1500 2000ပဲ9လုံးပါ2000ပေါ့နော်10လုံးပါဆိုရင်4000ပဲထားပါအဲ့ဆိုရင်တစ်လကို12000ပဲကုန်တာ
စိတ်လည်း relax ဖြစ်တယ်ငါအားစိတ်တောက်နေရပဲဆိုတော့စိတ်လည်းရှိတယ်ကိုယ်လည်း toxicity အစိတ်တောက်လည်းမဖြစ်ဘူးသူက power နဲ့ပမာဏလေးရလည်းနည်းနည်းလေးပဲပါများတိုင်းမကောင်းကွာဒီလား90လီတာပဲစမ်းတဲ့ကားကိုကျမတို့100လီတာထည့်လိုက်လဲကားရဲ့ performance ကပိုပြီးမကောင်းပါဘူး90ပဲစမ်းတာလीเนาะဆိုတော့အဲ့ဒါလေးပြောချင်ပါတယ်